အားလုံးပဲမင်္ဂလာပါကျွန်တော်ကတော့မောင်ကောင်းဖြစ်ပါတယ်ကျွန်တော်ဒီနေ့မှာတော့ပြပြပေးတော့မှာတော့ချစ်သူသမီးသားတွေအတွက်ရတရားလေးဖြစ်ပါတယ်ကျွန်တော်တို့မှာလူတိုင်းမှာပြဿနာရှိကြတယ်ပြဿနာတွေထဲမှာအဆိုးဆုံးကတော့အခြေပြဿနာပဲအခြေပြဿနာရဲ့လို့ဖြစ်လာပြောဆိုရှင်လူကြီးမိဘတွေကိုအားကိုးတဲ့လူကလူကြီးမိဘတွေကိုအကူညီတောင်းပြီးတိုင်ပင်ကြတယ်ဆွေးနွေးကြတယ်တငယ်ချင်းမိတ်ဆွေတွေကိုအားကိုးတဲ့လူကတငယ်ချင်းမိတ်ဆွေတွေကိုအကူညီတောင်းကြတယ်ဆွေးနွေးကြတယ်တိုင်ပင်ကြတယ်ဘေးရင်းစရာနတ်စရာဓာတ်စရာတွေကိုယုံကြည်တဲ့သူတွေကကြတော့လေဒါဘေးရင်းလေးနတ်တွေဓာတ်တွေကိုယုံကြည်ကြတယ်ကိုးစားကြတယ်သူတို့ရှိမှသွားပြီးတော့ကိုကြီးတောင်းကြတယ်ကိုကြီးတောင်းတဲ့ခါမှာလည်းဆိုရင်အဆင်ပြေတာရှိတယ်အဆင်ပြေတာရှိတယ်အဲ့လိုကိုကြီးတောင်းမှုဆိုတော့အဓိကလိုတာတော့ငွေကြေးပါပဲချို့တွေမှာငွေကြေးမတတ်နိုင်တဲ့အခါတွေမှာရှိတယ်ငွေကြေးမတတ်နိုင်တဲ့အခါတွေကြောင့်ဆိုရှင်ပြုလုပ်လို့ရမယ်ရရာလေးကိုဒါကျွန်တော်အနေနဲ့ကဒါပြပြပေးတော့ပါမယ်အစီအလေးနဲ့မယ်ကတော့ဒါချစ်သူတည်တည်ဆိုအစဉ်ဘာလို့မလဲဆိုရှင်ကိုယ့်ရဲ့ချစ်သူရဲ့ဓာတ်ပုံပေါ့ဓာတ်ပုံအသေးလေးတုံမယ်ပြီးဆိုရင်ဘောဝင်ချောင်းပြီးလို့ရှိရင်နှင်းစီ1 point ဒါမှမဟုတ်3 point 5 point 9 point 9 point ပေါ့တခုခုပေါ့လုံးမယ်အဓိကတော့မာကနန်းကြတဲ့အရေးအတွက်ဖြစ်တော့ရပြီပြီးဆိုရင်ဘာလို့မလဲဆိုရင်ဒီကောင်လေးရဲ့မွေးကြီးပေါ့ကောင်လေးကဘုံလူနေလားဘုဒ္ဓသားသမီးလားအဲ့လိုဘုဒ္ဓနေညခင်းမှာလောက်ညရိုက်ခန်းဒီမှာလောက်ဒါမှမဟုတ်ဆိုရင်ကောင်လေးအင်္ဂါသားအင်္ဂါနေ့ညခင်းမှာလောက်ပေါ့ဥမာသူမွေးတဲ့နေနိုင်ရဲ့ညဘက်မှာလောက်ကပါမယ်တခါလောက်ရင်တော့အနည်းဆုံး3ချိန်လောက်ပါမယ်ဟုတ်ပြီအစီရင်ကိုစမယ်ဆိုအစီရင်ဘာလို့ရမလဲဆိုရှင်ကောင်လေးရဲ့ဒီဓာတ်ပုံရအောင်မှာကောင်လေးရဲ့နာမည်မွေးတဲ့နေနိုင်တဲ့ပြန်လာပါစေဒါမှမဟုတ်ဆိုရှင်ကို့အမြန်ဆက်သွယ်ကြတော့တခုခုရေးမယ်နောက်မှာစိတ်ခံပြီးအောင်ပြန်လာစေပြန်ဆက်သွယ်စေပြန်ချစ်စေအဲ့လိုမျိုးရေးမယ်ရေးပြီးဆိုတာနဲ့ဘာလို့ရမလဲဆိုရှင်အဲ့ဓာတ်ပုံကိုကိုယ့်ရဲ့ခေါင်းအောက်မှာထားလိုက်မယ်ပြီးဆိုတာနဲ့နှီးစီ1 point ဒါမှမဟုတ်3 point ပေါ့မာကလန်ကြတဲ့နှီးစီအရေးတော့ကနှီးစီ point ဖတ်တွေကိုခြွေပြီးတော့ကိုပြောချင်တာတွေအကုန်လုံးပြောနေရပါတော့ပြောတဲ့အခါမှာကြလို့ဆိုရင်ဒေါနဲ့မောနဲ့မပြောခုံရင်းနေအေးဆေးပြောလို့ပြီးဆိုတော့မှနောက်ဆုံးမှပြန်လာစီပြန်ချစ်စီပြန်ဆက်တယ်စီဆိုပြီးစေခုခံပြီးတော့ကိုကပြောရမယ်ဒါဆိုရင်တော့အစီရင်လေးအောင်မြင်ပါပြီအားလုံးလည်းအဆင်ပြေကြပါသေးလို့ဆုတောင်းပေးပါတယ်အဆင်ပြေကြလိမ့်မယ်လို့ကျွန်တော်လည်းမျှော်လင့်ပါတယ်အစီရင်ကတော့အနည်းဆုံးဒါ3ရက်လောက်ကမယ်3ရက်ဆိုတာတော့ဒါ3ပတ်ပေါ့3ပတ်လောက်ပဲ3ပတ်လောက်ပြီးလို့ဆိုရင်တစ်လနဲ့3လနဲ့မှာထူးကြပါတယ်အားလုံးပဲအဆက်ဆက်ရအစီအေဂျင့်အောင်မြင်ကြပါစေကျွန်တော်တော့မောင်ကောင်းဖြစ်ပါတယ်မိတ်ဆွေတို့အနေနဲ့ဘေးမေးချင်တာပဲဖြစ်ဖြစ်အစီအချင်တာပဲဖြစ်ရတရားလုံးချင်တာပဲကျွန်တော်ရဲ့လူမို့စ်ပေကိုလာကြလို့ဖိတ်ခေါ်ပါတယ်အားလုံးပဲအစီမြင်ကြပါစေ